တည်သွားတဲ့အခါမှာဘာမှမပါသွားဘူးဆိုတာလူတိုင်းသိကြပါတယ်ဒါပေမဲ့အဲ့ဒီလိုအသိနဲ့ပဲရရအလုပ်တစ်ခုမှာဝန်ထမ်းဘဝနဲ့ပဲမိတ်ဆွေတွေရဲ့ဘဝမိတ်ဆွေရဲ့အချိန်တွေကိုအကုန်ဆုံးကျင်ပါလားမိတ်ဆွေတွေးကြည့်ဖို့ပါလားသင်ကအခုချိန်မှာဘာမှမလုပ်ပဲစိန်ခေါ်မှုတွေကိုကြောက်ပြီးနေမယ်ဆိုရင်နောက်ထပ်အသက်အရွယ်တစ်ခု10နှစ်15နှစ်ဒါမှမဟုတ်မိတ်ဆွေအသက်50 60မှာမိတ်ဆွေရဲ့ရင်ထဲမှာဘာတွေနဲ့ပြည့်နဲ့နေမှာလဲမိတ်ဆွေတွေးကြည့်ဖို့ပါလားဝင်နေလို့တာကတော့မမှားပါဘူးဒါပေမဲ့ကိုရဲ့အိမ်မက်တကူမေ့ပြီးစီယုတ်တီကိုအသက်ရှင်နေရတာကတော့မိတ်ဆွေရဲ့အမှားကြီးတစ်ခုဖြစ်ပါလိမ့်မယ်အသက်ရှင်နေတော့မှကိုဖြစ်စနာကိုရဲရဲရုံစမ်းသပ်ကြည့်ပါကြိုးစားကြည့်ပါမိတ်ဆွေရဲ့ဘဝကိုမိမိကိုယ်တိုင်ပြောင်းလဲပြမှရပါလိမ့်မယ် You will have to change your life မိတ်ဆွေရဲ့ဘဝကိုအခုချိန်မှာစတင်ပြောင်းလဲဖြစ်ဖို့ recommend ပေးချင်ပါတယ်။နောက်တော့ဆိုတာအသက်ကြီးတဲ့အခါမှာရတတ်တဲ့အခါသီးဆုံးအရာတစ်ခုပါ။ဒါကြောင့်ခုကစပြီးမိတ်ဆွေရဲ့ဘဝကိုမိမိကိုယ်တိုင်ပြောင်းလဲဖြစ်ဖို့အကြံပြုပေးရစေ။မိတ်ဆွေတို့အားလုံးစီစီရဲ့အပေါင်းမှာကြင်ဝေးကြပါစေ။မိတ်ဆွေတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ပါစေလို့ဒီကနေဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုယ်စိတ်ကြင်ဝေးကြပါစေ